မင်္ဂလာပါမှာဗာမြန်လို့လည်းမသိဘူးဗျ လက်တော့စာပေပြချေတယ် မှာ လက်တော့စာပေပြချေ အော်လက်ပြစားပြကြကျွန်တော်ဟုတ်ဒီဘက်မှာပါမှာဒီဘက်မှာပါဗျမင်္ဂလာပါမှာဘာများကူညီပေးရမလဲမသိဘူး လက်တော့တအားဆေးနေတယ် ဒါစီး ဆေးနေတယ်လေတအားဆေးနေတယ် ဘာဘယ်လိုဆေးတာလဲ လက်တော့လေးဟိုစားတအားဆေးနေတယ် ဆေးနေတယ်ဘယ်လိုဆေးတာလဲမသိဘူး နားမလဲတော့မောဟိုစားမလေးတအားလက်တော့လေးတအားဆေးနေတယ်ဆေးနေ လက်တော့ဆေးကျင်တာလား မဟုတ်လားမောဆိုးဟိုပြောလဲနားမလဲမဟုတ်လေးလက်တော့လေး ဟုတ် ဆေးနေတအားဆေးနေ အော်ဒါဆေးနေတယ် ဆေးနေတယ်ဘယ်လိုလဲ ဟုတ်စားလေးဟာနေ အော်စက်ကဟန်းနေလို့ပြော ဆေးဟာနေတယ် အော်ဟုတ်ကဲ့ ဒါပြ ဟုတ်ကဲ့ကျွန်တော်တစ်ချက်လောက်စစ်စစ်ကြည့်ပြမယ်နော်ဘာလဲမဆက်ဟန်းနေရလေးကြတော့လေကျွန်တော်ဒီ Windows မှာ virus ကြိုက်တာကြောင့်လည်းဖြစ်နိုင်တယ်ဗျအဲ့တော့ကျွန်တော်တို့ဘက်က Windows ဆက်တင်ပေးဖို့လေအမဆက်တယ်မှာရေးကြည့်တဲ့ data လေးရှိလားမသိဘူး တက်တော့မရှိရပဲတင်မယ်ဆိုတော့တက်ရရ ဟုတ်ကဲ့ခင်ဗျဟုတ် ပြကိဘော်ကလေဟုတ်စားလည်းမရအဲ့လည်းမရ ဟိုင်း ကိဘော်ကအဲ့လည်းမရ အိတ်မေရကီးဘုတ်တဲ့အိတ်လေး ဟိုကအဲ့မရဒီပြ ဘာလဲကီးဘုတ်တဲ့ဒီလိုမျိုးအိတ်လေးတွေကိုပြောချင်တာလား မဟုတ်ကကိဘော်ကအဲ့မရအဲ့ အိတ်မေရဘူးကီးဘုတ်ကအိတ်ရလို့လား ဟဲ့ဝိဇာမပကတော့ကိဘော်ပြအဲ့မရဒီအဲ့ အိတ်မေရတာကျွန်တော်နားမလဲလို့လေဘာပြောရလဲမသိဘူးဘာအိတ်မေရတာလဲ မဟုတ်ကကိဘော်မဒီဓမ္မတစားဒါမရ ဒီအိတ်မေရလို့ဟုတ်ကဲ့ခင်ဗျ အဲ့လည်းမရ အမကီးဘက်ကလည်းကီးဘက်လေးတွေအဆင်မပြေဘူးကီးဘက်လေးတွေပြုတ်နေရဗျအဲ့တော့ဒီဟာကြတော့ကီးဘက်လေးမှာပဲအဆင်ပြေမယ်ဗျ ကိဘယ်လဲမရမလား ဟုတ်ကဲ့ခင်ဗျဟုတ် ကိဘယ်လဲမဆိုကြည့်ပြပလား ဟိုင်း ကိဘယ်လဲမဆိုကြည့်ပြပလား ကီးဘက်ကလေးဟိုကြီးပြနဲ့လှုပ်ထားတာမဟုတ်ဘူးကျွန်တော်ကော်နဲ့လှုပ်ထားတာဗျ မဟုတ်ပါလားဒါဆိုပြောတော့မကိဘယ်လဲမဆိုကြည့်ပြပလားဒီမြဲ ကြီးပြဘယ်လောက်လဲ ဟိုကြီးပြနဲ့လှုပ်ထားတာကော်နဲ့လှုပ်ထားတာ ဟေးကတော့ဝိဇာမလဲမဆိုကိဘယ်လဲမဆိုကြည့်ပြပလားကြမယ်ဒီကြည့်ပြဘယ်လောက်ကြမယ် ပတ်စံဘယ်လောက်ကြာမလဲပြရလားဟုတ်ကဲ့ခင်ဗျခမန်းကြီးကတော့ကျွန်တော်9000 6000လောက်တော့ကြာမယ်ဗျ ငါသားချတာလား ဟုတ်ကဲ့ခင်ဗျ ဟေးမြတ်စမနည်းနည်းဆော်ပြော အခုချိန်မှာဈေးလေးတွေတက်နေတော့အတွက်ကြောင့်မှာ9000 6000ကကျွန်တော်ခမန်းပြောပြီး တမစီဖိုးကြီးမဝဲနေကြပဲစီဖိုးကြီးမဝဲနေကြပဲစီဖိုးကြီးရဲ့တီးရဲ့ သိရင် တီးရဲ့နမဝဲနေကြလုံနေကြပဲနည်းနည်းဆော်ပြောနည်းနည်းငါဆော်ပေး စီဖိုးရဲ့သေး စီဖိုးကြီးမဝဲနေကြဒီစီဖိုးကြီးရဲ့တီးရဲ့နည်းနည်းဆော်ပြောနည်းနည်းငါတော့ဆော်ပေး နည်းငယ် နည်းနည်းငါဆော်ပေးလေမြောက်စားငါသားချတာပါဆင်မပြေမြောက် နည်းငယ်ဆိုတော့ဘာပြောရလဲ ဈေးနည်းနည်းဆော်ပေးဒီဈေး ဈေးနည်းနည်းဆိုဆက်ကြပါကျွန်တော်စီဖိုးရဲ့ပစ္စည်းမှဈေးနှုန်းမှန်လေးပါဟုတ်ကဲ့အခုချိန်မှာဈေးလေးတွေတက်နေတာကြောင့်မို့ပါ ဒါဆိုကိပဲလည်းပဲဆိုအမခက်စီလားအမခက်စီလားကိပဲလည်းပဲဆိုအမခက်စီလား ကီးဘုတ်ကအောက်မှာခံတာမဟုတ်ဘူးကျွန်တော်ဒီထဲမှာပဲပြန်တက်ပြီးသုံးပေးတာပါဗျ ဝေးဆိုပဲပြောရဆိုရမောဆိုပဲကိပဲလည်းပဲဆိုအမခက်စီရလားအမခက် ကီးဘုတ်ကိုအောက်မှာခံတာတော့မရှိဘူး ဟေး ဟုတ် မဟုတ်လေကိပဲလည်းပဲဆိုအမခက်စီရလားအမခက် ဟောကီးဘုတ်တက်ကိုအာမကန်ကိုပြန်ကျွန်တော်တို့အာမကန်6လပါပါတယ်ဗျဟုတ် အမခက်ချလာပါ ဟုတ်ကဲ့အာမကန်6လပါပါတယ်ဗျ ပြင်မဆိုဖခလိုက်ယူရမယ်ဖခရကိပဲပြင်မဆိုဖခရမယ် ဘာကိုပြောရလဲဖခါဘာကိုပြောရလဲ ကိပဲပြင်မဆိုဖခရမယ်ဒီမေဖခရမိုးလေးမြန်နေရလား ကီးဘက်လဲပြီးရင်ကျွန်တော်တို့မိုးညှို့ပို့ပေးရမှာ ဝေးဆိုးပကတော့ကိပဲလည်းမဆိုဖခရမယ်မိုးလေးရမလားမနေ့ဖြန်လေမနေ့ဖြန်ရနိုင်လား မနေ့ဖြန်မရနိုင်ပါဘူးခင်ဗျကျွန်တော်တို့တရက်နေ့လောက်ဆောင်ပေးရမှာဗျ တေးနေလားစားပြရမယ် ဟုတ်ကဲ့ခင်ဗျ ရလီတာဆိုလဲထားရမယ် ထားခဲ့ပြီမယ်နော် နည်းနည်းမြငယ်လို့ပြီး ဟိုင်း နည်းနည်းမြငယ်လို့ပြီးဒီ မြန်းငယ် မြငယ်လို့ပြီးမြငယ်ရေးကြည့်တယ်မြငယ်လို့ပြီး ဘာကိုပြောရအောင်ဒီကျွန်တော်သိနားမလဲလို့ မဟုတ်ဒီဟိုစားအရေးကြည့်တယ်မြငယ်လို့ပြီးဒီမေး ဟောအရေးကြီးတယ် အရေးကြီးရဲ့မြလေးလို့ပြီး ဟောမြန်လေးလုပ်ပေးဟုတ်တယ်ခင်ဗျစိတ်ကြပါကျွန်တော်တို့အတက်နိုင်ဆုံးမြန်ဆုံးဆောင်ရွက်ပေးပါမယ်ဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုရင်ကျွန်တော်ပေါင်ချာလေးဖွင့်ပေးလိုက်ပြီမယ်နော်
ကျွန်တော်နာမည်လေးပြောပြပါဦးဗျ ယူယူ ယူယူ ဟဲ့မနာယူ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  ယူယူ ယူယူရပလေတချောင်းနဲ့ယူ အော်ဒေါ်ယူ ယူဘာတော့ယူမဟာဘယ်နဲ့မယူယူယူဆိုရင်မေး မယူ ယူရပလေတချောင်းနဲ့ယူအေးဘကတော့ဝေးဆိုပဲမ sorry ရပလေတချောင်းနဲ့ယူ ဖုန်းနံပါတ်လေးအောင်ဗျ 666ငါ7 3ည ဟမ် 666ငါ7 3ည ဖုန်းရကို 666ငါ7 3ည 6ရှာရှာ 666ငါ7 3ည669 669 ငါ7အေးဝေးဆိုပဲတပကတော့ပိတ်ကောကိုရေးပေးမယ်ယော ဟုတ်ခဏရနော်ကျွန်တော်နားလေးဆက်ရေးပြပါမယ်ပစ္စည်းလာရင်ကျွန်တော်ဒီပေါင်ထန်လေးယူလာခဲ့ပြီပါဗျ ဘာချက်ပပိုင်မရလား ပေါင်ထန်မပိုင်ကျွန်တော်ပစ္စည်းထုတ်မပေးပါဗျအဲ့ပေါင်ကတ်မှတ်ထားတဲ့ပေါင်ထန်လေးယူလာခဲ့ပြီပါနော်ဟုတ်ကျွန်တော်ရတာနဲ့ဖုန်းဆက်ပေးမယ်ဟုတ် ဟုတ်စီပြီမိုးလေးရမယ်ဆိုရစစ်တိချပါလားမိုးလေးရမယ်ဆိုတိချပါလား မိုးလင်းတော့မရအောင်ပါဟုတ်တရက်နေ့လောက်စောင့်ပြီးမှရမယ်ဗျဟုတ် ရတယ်အဲ့ဆိုလည်းထားရည်မယ် ဟုတ်ကဲ့ခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ရတာနဲ့ဖုန်းဆက်အကြောင်းကြားပေးပါမယ်နော် ပကတ်သားတွေတွေ့ရဆိုရဝေးငေါ့စာ ဝေးပါဦးမိုက်